ထိုင်းခေါ်နေဆိုရင်တွန်းတင်ပက်လို့ခေါ်ပါတယ်ဗျတွန်းတင်ပက်ပန်းလေးပေါ့ဗျာနော်သူကျန်တဲ့လေးကအရန်ကိုတင်ပြန်ပါတယ်အခုကြိုင်ထားတော့မှရင်းနဲ့တင်းတင်းလေးရပါပေါ့နော်ကဲဗျာကျွန်တော်ဒီမှာဈေးရပြိုင်မှာကျွန်တော်ပန်းနေခူးလာပေါ့နော်ပန်းနေခူးလာတယ်ဗျာကြည့်ပါမြာလှဗျာပန်းနေသူကလေဒီပန်းကျတော့ကျွန်တော်မြန်မာဘက်မှာတော့မတွေ့ဘူးပေါ့နော်မြန်မာဘက်မှာရှိမှာပါဗျာကျွန်တော်တော့မမြင်ဘူးပေါ့နော်မြန်မာဘက်မှာလေဒီထိုင်းမှာကျွန်တော်မြင်ဘူးတာပေါ့နော်ထိုင်းမှာတွေ့ဘူးတာထိုင်းတောင်မှကျွန်တော်ဗာလဲ3နှစ်ရှိရတောင်မှဒီနေ့တစ်နေ့မှာကျွန်တော်သိထားမိရပါတော့ဒီနေ့မှာအဲဆိုဒီအပင်မျိုးကျတော့လေအပင်ကြီးအမျိုးပဲအပင်အကြီးပဲဒီအပင်ကြီးမှာကျွန်တော်လမ်းဘေးဒီပလက်ဖောင်းဘယ်ညာတွေမှာဆိုစိုက်ထားပါတော့အလားစိုက်ထားတဲ့ထဲမှာဒီနေ့ပွင့်တာမြင်ဘူးတာပေါ့နော်ပြီးတော့ तू ကကျတော့ဗာလဲနှစ်တစ်ပန်းလို့လည်းခေါ်လို့ရဗျမြန်မာလိုဆိုတော့နှစ်တစ်ပန်းပေါ့နော်ဒီဇင်ဘာလကုန်ဇန်နဝါရီလမှာ तू ပွင့်တယ်ပေါ့နော်အဲဆိုတော့ပြီးကြတော့ကျွန်တော် तू ကကျတော့လေဟိုနေ့ကင်းပဲဆိုရင် तू ရဲ့ညနေလေးကအရန်ကြီးမတင်းဘူးဗျ तू ကလေတိုက်နေတော့မတင်းဘူးကျွန်တော်အပင်အောက်ကိုသွားလို့ရှိရင်ဖြတ်သွားလို့ရှိရင်တင်းလေးကကြောညဘက်ဆိုရင်ပို့မွေးတယ် तू ကလေကျွန်တော်ဈေးသွားတော့ကပေါ့ဗျာဈေးသွားတော့ကဒီနားမှာပန်းနံလေးရတယ်ပေါ့နော်ပန်းနံလေးရတယ်ဘာပန်းလဲမသိဘူးပေါ့နော်အဲ့ဒါဆိုတော့အပြန်သိထားမိတဲ့နေရာမှာသိထားမိတဲ့ခါကျတော့အဲ့ဒီမှာပန်းလေးတွေရိုင်းပွင့်တာပေါ့ဗျာတစ်ပိန်လုံးပေါ့ဗျာနော်ညဘက်ဆိုရင်တင်းလေးမွေးတာပေါ့ဗျာနေ့ကင်းဘက်ဆိုတော့ရနံ့ကအရန်ကြီးမရဘူးပေါ့နော်နည်းနည်းတော့ရတာပေါ့နော်လာတာဗျာကြည့်ပါဦးပြီးတဲ့ခါကျတော့ဒီ तू ကလေ तू ကအပွင့်ကနှမျိုးရှိတယ်နော်ဗျာနှမျိုးလေကျွန်တော်ဒီထားမိရဆိုရင်ဒါဆိုကျွန်တော်အပင်ပင်ခူးတာဗျာအပင်ပင်ခူးတာဒီအပင်ဆိုရင်တပင်ဆိုရင်ကြည့်လိုက်ဒါဆိုအရွက်အသေးလေးပဲအရွက်အသေးမျိုးသေးဖြစ်တယ်ပြီးတော့အပွင့်ရကျတော့လေ तू ကဟိုပါလေအဆုပ်နဲ့ပွင့်တာပေါ့နော်အဆုပ်နဲ့လေ तू ကဥနေအောင်ပွင့်တာနော်ကျွန်တော်ဗီဒီယိုဖိုင်လည်းထည့်ထားပေးမယ်ပြန်နော်ဗီဒီယိုလည်းရိုက်ခဲ့တယ်အပင်ပင်ရဲ့ဗီဒီယိုလည်းရိုက်ခဲ့တယ်နော်အဲ့ဒါအဆုပ်နဲ့ပွင့်တယ် तू ကကျတော့တမျိုးဗျ तू ကကျတော့အရွက်ကြီးပဲ तू ကကြောသူအရွက်ကြီးတယ်အရွက်ကလည်းတိုးတယ်ပေါ့နော်ခုနတော့ဟာအရွက်ရှည်လေးနဲ့လွယ်နဲ့သေးပေါ့နော်သူကကျတော့အရွက်တိုးတယ်အရွက်ကြီးတယ်ပြီးသူ့အပွင့်ရကြောတမျိုးပဲသူကကြောကျဲနဲ့ရိုးတံကျဲနဲ့အပွင့်ကျဲပွင့်တာပေါ့ဗျာနော်သူကအပွင့်စုံလို့တော့မဟုတ်ဗျာသူကဒီမှာဆိုရင်ပွင့်တယ်ပွင့်ပြီးတော့သူညိုးသွားတယ်နောက်ထပ်အပူလေးထပ်ပွင့်မယ်ဒီလောက်ပဲပေါ့နော်အဲ့ဆိုကျွန်တော်ကဒီနေ့တင်းတယ်ဒီလမ်းမှာပွင့်တဲ့ပန်းနေပေါ့ဗျာကျွန်တော်ခူးလာတယ်ဒါလေးကိုကျွန်တော်တင်ပြီးမှရှိတဲ့ဒီတန်ဘူးလေးနဲ့ကျွန်တော်အလှဆင်းမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့အိတ်ခမ်းအခန်းတောင်လေးမှာကျွန်တော်ထိုးထားမယ်ပေါ့နော်ပြီးရတော့ तू ကညဘက်ဆိုရင်အခန်းလုံးကမှတင်းပြန်ပြီးမှဘူးကြိုင်တယ်ပေါ့ဗျာနော်အဲ့လေးကိုကျွန်တော်မဖြစ်ပါနဲ့ဗျာပြီးရတော့မဆွေတို့လည်းကိုအခန်းနေထဲမှာကိုအိတ်ခန်းနေထဲမှာအိမ်ဒီမှာဖြစ်ပေါ့နော်ဖះကိုပြပူဇော်မှာဆိုရင်လည်းအရန်ကိုမှအဆင်ပြေပါတယ်ပေါ့နော်ပြီးရင်သူ့ရဲ့ပန်းနံလေးကိုစူးကြခြင်းအဖြစ်လဲညဘက်ဆိုရင်နေ့ချိုက်ကိုမှအိပ်ပျော်စေပါတယ်ပေါ့နော်အဲ့လေးကျွန်တော်က share လုပ်ပေးရပါခင်ဗျာပြီးကျွန်တော်အလားစိမ်မဲ့ထိုးမယ်ပေါ့နော်